Yo guys အားလုံးပဲမင်္ဂလာပါ Otaku တော့ပုတ်ကနေပြီးတော့မှထပ်မံကြိုဆိုလိုက်တယ်ပေါ့ဗျာလွန်ခဲ့တဲ့8ရက်နေ့တုန်းက Jujutsu Kaisen Season 3ပထမအပိုင်းတော့ထွက်လာခဲ့ပြီ The Cooling Gate မန်ဂါဖတ်ပြီးကြတဲ့ဟိုက်ခဲ့ရတဲ့အပိုင်းနေနဲ့ပြည်နေတာဒါကို animation အလန်းနေနဲ့လာခဲ့တော့စောင့်ရတာနေရောတန်ရလားအတူတူဆက်စစ်ကြည့်ကြပါမယ်ဒီ Season 3ကမန်ဂါရဲ့အရှိဆုံးနဲ့အာရုံစားစရာ power system တွေကိုအပြည့်ပါဝင်နေတာဖြစ်တာကြောင့်မို့လို့ anime မှာလည်းလူကြိုက်များမယ်ဆိုတာကိုယုံကြည်ထားလို့ရတယ်ဒီ cooling game အပိုင်းဟာ power system နဲ့ battle တွေကိုအဓိကမြင်တွေ့ရမှာဖြစ်တယ်လို့ power scaling တွေကိုပဲကြိုက်ကြတဲ့လူတွေအတွက်ကတော့တကယ်လမ်းတယ်လို့ပြောလို့ရမယ်အခုဗီဒီယိုမှာတော့ episode 1 and 2ပဲပါမယ် episode 3ကိုဘာဖြစ်လို့ထည့်မထားရလဲဆိုတော့ episode 3မှာကတည်တည်ချာချာမမြင်လိုက်ရတဲ့အပိုင်းတွေဆိုတာအရန်နေပြီးတော့မှရှင်းပြရတာအရန်ခက်တယ်ဒါကြောင့်မို့လို့ episode 3ကိုကျွန်တော်ခြံခဲ့ပြီးတော့မှ episode 1 and 2ကိုပဲ review လုပ်ပေးသွားမယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ Telegram channel လေးကို join ပေးထားဖို့တောင်းဆိုချင်တယ်ဒီ channel မှာပဲကျွန်တော်ကမြန်မာဘာသာပြန်မန်ဂါတွေကိုတင်ပေးသွားမှာဖြစ်တာကြောင့်မို့လို့ join ထားရတာနဲ့တန်တယ်ဆိုတာအာမခံတယ်ဆိုတော့ဗီဒီယိုလေးကိုစကြတာပေါ့ Jujutsu Kaisen ရဲ့ episode 1ကိုတော့ Yuji တက်ဆန်ကန်ထဲမှာလက်ဆေးရာနေပြီးတော့မှစပြထားတယ်လက်မှာသွေးတွေပေးချနေပြီးတော့မှအသွေးတွေကိုရေနဲ့ပြောင်းအောင်ဆေးနေပေမဲ့ပြောင်းမသွားဖြစ်နေတယ်ဒါကတော့စုကူနာဒုက္ခနာကိုနဲ့လူတွေအများကြီးကိုတတ်ခဲ့တဲ့အမဲဆက်ကြီးကိုဘလို့ဆေးချာချာပြောင်းမသွားဘူးလို့ပြကျင်နေဆိုတာသိကြတယ်။ Yuji ကိုရာရဲ့စိတ်အနေထားကိုကလူတွေကိုကယ်ချင်တာဒါပေမဲ့ဒုက္ခနာကိုတွေကစုကူနာတောင်းညံသွားတာကြောင့်ယူကျုံးမရတွေဖြစ်ပြီးတော့မှဒီအမဲဆက်ကိုသူပြောင်းအောင်ရှင်းဖို့ကြိုးစားပေမဲ့ဘလို့ပဲပြောင်းအောင်ဆေးလို့မရဘူးဆိုတာကိုပြထားတာဒီချက်ကဇလန်ရဲ့ main character ရဲ့ခံစားချက်ကိုဖော်ပြဖို့ထည့်ထားရလို့ပြောလို့ရတယ်။အဆင်စပြီးမှာတော့ Yuji ကမျိုးရဲဟာကျိတ်စားကောင်းတွေကိုလိုက်တက်နေတာကိုပြထားတယ်။ဒီမှာလဲ Yuji ရဲ့စိတ်နေစိတ်ထားဘလို့ဖြစ်နေလဲဆိုတာကိုပြထားတယ်။အရင်တော့ကသုံးတယ်လို့ဒီတိုက်ခတ်ခန်းတွေမှာ battle sound တွေစိတ်ကြွစေတဲ့ background music တွေကိုထည့်မထားဘူး။အဲစားပြောင်းပြန်ဖြစ်တဲ့ chill ဖြစ်တဲ့ music အေးအေးလေးတွေကိုသုံးထားတယ်။နောက်ပြီး Yuji ကလည်းလှုပ်လှုပ်ရှားရှားမလုပ်ဖ ೇನೆ လေထဲပဲလွင့်နေတယ်လို့စိတ်မပါတယ်လို့တိုက်ခိုက်နေရတယ်။ဒါကလည်း Yuji ဘလောက်တောင် depression ဝင်နေလဲဆိုတာကိုပြသထားတာပြောရရင်စိတ်နေစိတ်ထားကိုဒီလို visual တွေ background music တွေနဲ့ဖော်ပြထားတာတော်တော်လေးတော့မိုက်တယ်အခုဆိုရင်ကျိတ်စာကောင်ကြီးတန်းနေချီအောင်လို့ကန်ဂျာကူကထုတ်လုပ်ထားတာဒီကျိတ်စာကောင်ကြီးတောင်းညမ်းတာကြမ်းလားမကြမ်းလားကတော့တိုကီယိုလိုနေရာမှာတော့ဘာကားတန်မှမကြားရဘူးဘာလူတွေမှမရှိတော့ပါဘူးကန်ဂျာကူရဲ့ပြောပုံအရဆူကူနာရဲ့ era တနည်းအားဖြင့် Heian era ကိုပြန်ရောက်သွားတယ်လို့ပဲတဲ့ဒါကိုကြည့်ချင်းအပြင် Heian era မှာလူတွေထက်ကျိန်စာတွေကနေရာယူနေတယ်ဆိုတာသိကြတယ်အခုတော့ UG တယောက်ကျိန်စာတွေကိုလိုက်ဖြည့်ရှင်းနေရတာပေါ့အဲ့ဒါပြီးတော့အိတ်တရုံလိုက်ပြထားတယ်ဒီအိမ်ကဇန်နေမိသားစုရဲ့အိမ်ဖြစ်ပြီးတော့မှနာအိုယာဇန်နေကိုလည်း enemy မှာ first time အနေနဲ့ပြသခဲ့တယ်ဒီမှာဆိုရင်လဲနာအိုယာကိုကြည့်ရနဲ့သူ့ကိုယ်သူအရန်ထင်ကြီးနေပုံပေါက်ပြီးတော့မှအခန်းထဲရောက်လာတဲ့ကသူ့ဦးလေးနဲ့ဘလို့တော်မှန်းမသိတဲ့အကိုတို့ကိုသူကတာအောင်သူ့အမျိုးတွေအသုံးမကျကြောင်ကိုပြောလို့အခြေတင်နေဖြစ်ကြသေးတယ်ဒါပေမဲ့အဖိုးကြီးတယောက်ရောက်လာပြီးတော့မှအစီရင်ခံစာတင်ခဲ့တယ်အဲ့ဒါက season 2 တုန်းကတွေ့ကြရတဲ့အဖိုးကြီးနာအိုဘီတိုရဲ့တည်တန်းစာဖြစ်ပြီးတော့မှနာအိုဘီတိုက season 2 Shibuya accident မှာပဲဂျိုကိုလက်ချက်ကြောင့်တည်သွားတာဒါကြောင့်မို့လို့တည်တန်းစာကိုလာပြီးတော့အစီရင်ခံတာဖြစ်တယ်အကြောင်းရဲ့အထူးချုပ်ကိုပြောရရင်တော့နာအိုယာဇန်နေကိုဇန်နေရဲ့ကောင်းဆောင်အဖြစ်ခန့်အပ်မယ်ဒါပေမဲ့ကိုဂျိုဆာတိုးတို့သာတည်သွားခဲ့မယ်သို့မဟုတ်အတိအကျပျောက်သွားခဲ့မယ်ဆိုရင်တူဂျီနဲ့တစ္ဆာဆိုထားခဲ့တယ်လို့မေဂူမီကိုဇဲနေရဲ့ခေါင်းဆောင်အဖြစ်ခန့်အပ်မယ်ပေါ့ဒီအချက်ကိုတတ်မှတ်ခဲ့တာကြာပြီဖြစ်တာကြောင့်မို့လို့ဂိုဂျိုတီယာနဲ့မေဂူမီကိုချက်ချင်းခေါင်းဆောင်ခန့်အပ်ရမှာဖြစ်တယ်အခုအခြေအနေရဂိုဂျိုကဖန်ခံထားရတာဆိုတော့တေဖို့ကလည်းများနေတယ်ဆိုတော့နာအိုယာတယောက်ခေါင်းခဲသွားခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူကဇဲနေရဲ့ခေါင်းဆောင်ဖြစ်ချင်တာဒါပေမဲ့သူ့နေရာကိုမေဂူမီကလူယူရမယ့်အခြေအနေမျိုးဖြစ်နေပြီဖြစ်ချင်တော့နာအိုယာကိုအထက်ကအမိန်ရယူဂျီကိုတွားရှာဖို့အမိန်ပေးခဲ့တယ်နာအိုယာအတွက်ကခဲတလုံးနဲ့ငှက်တကောင်ပြစ်လို့ရမယ်လို့အတွေးဝင်ခဲ့တယ်ဆူကူနာရဲ့လက်ခံခန္ဓာကိုဖြစ်တဲ့ယူဂျီကိုတတ်မယ်ယူဂျီကိုရှာနေတဲ့မေဂူမီနဲ့တွေ့ရင်ပါဆယ်ဆွဲခဲ့မယ်ဆိုတဲ့အကြံနဲ့သွားတာဒီမှာကြည့်ရရင်နာအိုယာရဲ့မျက်နှာကိုရှယ်တို့ကြီးထည့်ထားတာဒါကြောင့်မို့လို့နာအိုယာကဒီကောင်းဆောင်ဖြစ်ဖို့တနည်းအားဖြင့်အာနာယဖို့ကိုဘာလို့မှတိတ်ပြီးတော့ဂီးမဆိုင်တတာကိုသိရတယ်အဲ့ဒီနောက်ယူဂျီကိုပြန်ပြထားတယ်ရှီဘူယာအက်ဆီဒန့်ကထရမာတွေကိုပြန်မြင်အောင်နေပါတယ်အဲ့အချိန်အနောက်ကနေချိုးဆိုပေါ်လာတယ်ယူဂျီတယောက်သူစိတ်တက်ဒီဘလူကြီးကြနေကြောင်းသူဘာလို့ရမလဲမသိကြောင်းတွေပြောပြီးတော့မှမျိုးရဲထထများလာတယ်ချိန်စာကိုနှစ်ကောင်အတူတူရှင်းကြပါတယ်ဒီမှာတတိထားမိရရှိတယ်ဒါကတော့မတ်ပါဝဲချီကျူးရလိမ့်မယ်ထင်တယ်
ပထမတစ်ချက်ဒီတတိုင်းမှတ်သွားတော့ motion တွေအများကြီးကိုထည့်ထားတယ် motion edit ကိုတကယ်ပိုင်နိုင်နေဆိုတာဇက်ကားတကားလုံးကဒီဟာအနက်မှာတွေ့ရတယ်နောက်ပြီးချိန်စာကောင်းတွေကိုတက်လိုက်ရင်ထွက်လာတဲ့သူကို color theory ကောင်းကောင်းနဲ့ unit ဖြစ်အောင်ထည့်ထားတာ cut center ကြီးတွေပန်းထွက်နေပြီးတော့မှခရမ်းရောင်အစိမ်းရောင်အပြာရောင်အနီရောင်ဒီလို color တွေထဲမှာ basic ကြတဲ့အရောင်တွေနဲ့ကွဲထွက်နေအောင်သုံးထားတော့မျက်လုံးကိုဖန်ဆားပြီးတော့မှတော်တော်ကိုမိုက်တယ်လို့ကလွဲပြီးပြောစရာတိတ်မရှိဘူးနှစ်ယောက်သားတိုက်ခိုက်ပြီးတော့ UG က level တက်လာပြီဆိုတာကိုချိုဆိုကတတိထားမိလိုက်တယ် UG ရဲ့ physical ကတော်တော်လေးကိုအားကောင်းလာတယ်ဆိုပြီးတော့သူပြောခဲ့တယ်အဲ့ဒီနောက်ချိုဆိုက UG ကိုညီလေးလို့ခေါ်လိုက်တယ်မန်ဂါဖတ်ဖူးပေမဲ့အယောင်ဆောင်တော့အံ့ဩပေးခဲ့ပါတယ်အခုမှကြည့်ရင်တော့တကယ်အံ့ဩမိကြမှာအမှန်ပဲအဲ့မှာနှစ်ယောက်သားအားချောင်းလို့မဆိုဘူးမဲဂူမီကိုရှာနေတဲ့နာအိုယာက UG တို့စီရောက်လာတယ်နာအိုယာစပီယာမြန်လွန်းလို့ UG တို့တောင်တတိမထားမိလိုက်ခင်မှာပဲသူတို့နာကိုရောက်လာခဲ့တာနောက်ပြီးဘာမှတောင်မသိလိုက်ခင်မှာပဲ UG နာကိုထပ်ရောက်လာပြီးတော့ပိတ်ထိုးလိုက်တာတကယ်ကိုလုံးဝမမြင်ရလောက်အောင်ကိုမြန်တာချိုဆိုကို out speed ပြီးတော့မှပြောင်းချောချောရတောင်လုံနေသေးရပါ UG ကလည်းနာအိုယာရဲ့မြန်နာမှန်ပြီးမဲ့သူ့ရဲ့ထူးဆန်းတဲ့အစွမ်းကိုတတိထားမိခဲ့တာသူတို့တွေစကားတွေများနေကြတော့မယ်နေမြေအသစ်တစ်ခုတတ်မှတ်တာခံလိုက်ရတယ်ဒီစွမ်းအကြီးကြီးကိုခန်းစားမိလိုက်တဲ့ UG ကကိုဂျိုမဟုတ်တာတေချာလို့ပြောလိုက်တယ်ဒါဘာဖြစ်လို့လဲဆိုရင်ကိုဂျိုလောက်ထိချိန်စာစွမ်းရည်များနေတာကိုတတိထားမိရဲ့ဒါပေမဲ့ကိုဂျိုမဟုတ်တာကိုတော့သူကသိနေတယ်လှည့်ကြည့်လိုက်တော့ entrance အလားကြီးနဲ့ Yuta တယောက်ရောက်လာခဲ့တာဒီ entrance ကြီးကိုဘယ်လိုပြောရမလဲ screenshot ရိုက်ပြီးတော့မှအလားလေးချိန်ထားရမယ့်အခြေအနေကြီးကိုကကင်မရာရှိရောက်ပြီး post မလုပ်နိုင်ရင်ဒီ post လေးကို try ကြည့်တင်တယ်ထားပါတော့ဒီလိုနဲ့ Yuta ရောက်လာတာပေါ့ Yuta ကကျွန်တော် favorite character တွေကတယောက်ဖြစ်တယ်တော်တော်လေးကိုမိုက်ပြီးတော့မှရင့်ကျက်တယ်ခြေကိုင်းဆိုတာဒါအောင်မှအစ်စ်လို့ပြောလို့ရတယ်ခုနကကိုဂျိုလောက်ချိန်စာစွမ်းရည်မြင့်နေရကို UG ခံစားရတယ်မလားအဲ့ဒါဘာဖြစ်လို့လဲဆိုရင် Yuta က Jujutsu Kaisen War ထဲမှာဒုတိယ Crash Energy အများဆုံးလူဖြစ်နေတာသူ Crash Energy က Sukuna ပြီးရဲ့အများဆုံးဖြစ်ပြီးကိုဂျိုထက်တောင်မှများတယ်ဆိုတော့တော်တော်လေးကိုကျန်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ Crash Energy အရင်များလို့ကိုဂျိုထက်ကျန်းတာလို့တော့မဟုတ်ဘူးเนาะအရေးပါပေမဲ့ Jujutsu War ထဲမှာအဲ့လိုလောမရှိဘူးဇလန်ကိုပြန်ဆက်ရရင် Yuta ရောက်လာပြီးတော့မှ UG တို့ကိုတတ်ဖို့ကြံတာပေါ့ဒီလိုနဲ့နှစ်ယောက်စီကွဲသွားကြတယ်ချိုဆိုကနာအိုယာကိုထိမ့်ဖို့နေခဲ့ပြီးတော့မှ UG ကိုပြေးခိုင်းတယ် Yuta က UG နောက်ကိုလိုက်သွားတယ်နာအိုယာ vs ချိုဆိုနဲ့ Yuta vs UG ကိုစကြတယ်ဂျားရဲ့ဘက်တွေကတော့ power system အကြောင်းရှင်းပြထားဆိုတော့အသေးစိတ်တော့မပြောပြချင်ဘူးဒီလိုနဲ့ချိုင်း episode 2ကိုရောက်ရှိလို့လာခဲ့ပါပြီစိတ်ကြီးဝင်ပြီးတော့မှရန်သူကို shot တက်ခဲ့တဲ့နာအိုယာကချိုဆိုရဲ့ out leader ကိုခံလိုက်ရတယ်ဒါကနာအိုယာရဲ့အထင်သေးမှုကြောင့်ဆိုတာရှင်းပြစရာမလိုဘူး။ဘာဖြစ်လို့လဲဆိုရင်ချိုဆိုကို speed နဲ့ရင်တစ်ဖက်သက်အနိုင်ယူနေပြီးတော့မှရန်သူရဲ့တိုက်ကွက်ကိုလုံးဝသတိမထားတော့ဘဲနဲ့လှုပ်ချင်ရလှုပ်နေတာအပြစ်သွားပြောလို့လည်းမရဘူး။နာအိုယာကချိုဆိုကို projection sorcery ရဲ့သူ့ရဲ့ speed နဲ့သုံးပြီးတော့မှတခြားအနိုင်ယူပြနေတာဆိုတော့ तू ကဒီလိုမထင်နိုင်လုပ်ပြလိုက်တာဆိုတော့ तू ခံလိုက်ရတာမဆမ်းပါဘူး။ဒီလိုခံလိုက်ရတဲ့နာအိုယာတို့စီကို Yuta ပြန်ရောက်လာပြီးလဲချနေတဲ့ UG ကိုဆွဲလာခဲ့တယ်။နောက်ပြီးနာအိုယာကိုကန့်လန့်မှုတစ်ခုလုပ်ခဲ့တယ်။နာအိုယာကို Yuta ကသူ့ရဲ့ reverse technique နဲ့ချိုဆိုကြောင့်ရခဲ့တဲ့ဒဏ်ရာတွေကိုပြန်ပြီးတော့ကုပေးမယ်။ဒါပေမဲ့အလဲအထက်အနေနဲ့ UG တည်သွားပြီဆိုတာကိုအထက်လူကြီးတွေကိုတင်ပြရမယ်ပေါ့။တနည်းအားဖြင့်လူကြီးကိုအာရုံစိုက်မှုတွေပျောက်သွားအောင်လို့ဒီလိုလုပ်လိုက်တာဖြစ်တယ်။မှောက်နေတဲ့ UG ရဲ့စိတ်ထဲမှာတော့ငငယ်တော့အမှတ်ညံတစ်ခုကိုပြန်တတိယနေပြီးတော့မှ UG ရဲ့ဖေကသူ့ကိုချီထားရင်းနဲ့စကားတချို့ပြောနေတာကိုကြားလိုက်ရတယ်။ UG ရဲ့အဖိုးကသူ့ရဲ့အဖေကိုတတိပေးနေတယ်။အဲ့ဒါကတော့သူ့မိမနဲ့ကွာရှင်းဖို့ပါ။အဲ့ဒီအချိန်က UG ရဲ့အမေဆိုသူကဝင်လာခဲ့တယ်။မျက်နှာကြည့်လိုက်တာနဲ့အများကြီးပြောစရာမလိုပေမဲ့ spoiler ပါလို့မပြောတော့ပါဘူး။အဲ့နောက် Yuta နဲ့ UG နှစ်ယောက်သာတနေရာကိုရောက်သွားကြတယ်။ Yuta က UG ကိုမတက်ချင်ပေမဲ့ပိုကောင်းတဲ့ဒီလန်ဖြစ်တဲ့အတွက် UG ကိုခဏတေခိုင်းလိုက်တာပါ။ပထမတစ်ခါစုကူနာကြောင့်တေပြီးအခုတစ်ခါပါထပ်သိရင် UG ကတေရွာနေပြန်လာတာနှစ်ခါရှိပါပြီ။ but မေးစရာရှိတာကဘာဖြစ်လို့ပြန်ရှင်လာတာလဲပေါ့ခုနက Yuta ရဲ့ reverse technique ကြောင့်မလို့ UG ကပြန်ရှင်လာတာနှလုံးရက်သွားချိန်ချမှာ reverse technique နဲ့ UG ကိုအသက်ပြန်သွင်းလိုက်တာဖြစ်တယ်။ Yuta အတွက်ဒီနည်းလမ်းကလွဲပြီးတော့ကျန်တဲ့နည်းလမ်းကအလုပ်ဖြစ်မှာမဟုတ်ပါဘူး။ဒါကြောင့်မို့လို့သူမတက်တာလို့လှုပ်လိုက်ရလို့ပြောလို့ရတယ်။ Yuta ဒီလိုလုပ်ခဲ့တာကကိုဂျိုရဲ့ပျောကမကင်းဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုဂျိုကသူတခုခုဖြစ်ခဲ့ပြီးရှိတော့ UG ကိုစောင့်ရှောက်ဖို့ Yuta ကိုအကူအညီတောင်းခဲ့တာကိုဂျိုကိုရိုင်က Yuta ရဲ့ဆရာဖြစ်ပြီးတော့မှ Yuta ကလည်းကိုဂျိုကိုဆရာတယောက်ထပ်ပို့ပြီးတော့အဖေလိုကိုချစ်တာအဲ့ချိန်မှာပဲမေဂူမီရဲ့အနောက်ကပြန်ပေါ်လာတယ်ရောက်ရောက်ချင်းပဲဂျူဂျူဆူကြောင့်ဘေဘီကပြက်စပြုတ်နေပြီဖြစ်တာကြောင့်မလို့ပြန်လိုက်ခဲ့ဖို့ပြောတော့လေ UG ကသူ့လူတွေကိုတက်ခဲ့မိတာကြောင့်မလို့နောင်နာရနေကြောင်းပြောတယ်
မဲကူမီရဲ့နားချမှုတွေကြောင့်မို့လို့ယူဂျီကလည်းလက်ခံလိုက်ပြီးတော့မှယူတာကိုသူကလှည့်ပြောတယ်။ဘာပြောရလဲဆိုတော့သူ့ခန္ဓာကိုယ်ထဲမှာဆူကူနာရဲ့လက်ချောင်း15ချောင်းရှိနေပြီဖြစ်ပြီးတော့ကျန်တဲ့9ချောင်းကိုသာစားလိုက်ရင်တောင်ဆူကူနာကသူ့ရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်လို့မရနိုင်သေးဘူးလို့ခံမှန်းတယ်။တကယ်လို့သူထင်သားသလိုမဟုတ်ဘဲနဲ့ဆူကူနာကသာသူ့ရဲ့ခန္ဓာကိုယ်ကိုပြန်ထိန်းချုပ်ခဲ့မယ်ဆိုရင်ယူတာကိုသူ့ကိုတတ်ဖို့ယူဂျီကတေချာမှားလိုက်ပြီးတော့မှယူတာလည်းလက်ခံခဲ့ပါတယ်။အဲဒီနောက် season 3ရဲ့အဓိကဖြစ်တဲ့ The Cooling Game ဆိုတာကြီးစတင်တယ်။ The Cooling Game ဆိုတာကတပ်ဖြတ်ရေးပွဲကြီးပြောရရင် sorcery ကတယောက်နဲ့တယောက်တိုက်ခိုက်ကြရတော့မယ်။ဘယ်တဲ့အလန်းကြီးလည်းပါလာတော့မယ်ပေါ့ဗျာ။မဲဂူမီက Cooling Game အကြောင်းပိုတိရဖို့ info ရဖို့တန်ကန်ဆာမစီကိုတွားဖို့ပြောတယ်။ဒီတန်ကန်ဆာမမဟုတ်ဘူးနော်။ဒီတန်ကန်ဆာမက Demon Slayer တွေကကျွန်တော်ပြောတာကဖြူဖက်ဖြူတော်နဲ့တန်ကန်ဆာမဖြစ်ပါတယ်။တန်ကန်ဆာမကိုရှာဖို့ကလည်းအရင်ကြီးတော့လွယ်မနေဘူး။ဘာဖြစ်လို့လဲဆိုတော့တန်ကန်ဆာမကိုတကားပေါင်းထောင်နဲ့ချီရတခန်းမှာပဲတန်ကန်ဆာမရှိနေရဖြစ်တယ်။အဲ့တော့ဒီထောင်နဲ့ချီကိုတစ်ခုချင်းစီလိုက်ပြီးတော့တကားခေါက်နေရမယ့်ပုံစံမျိုးဖြစ်တယ်။အဲ့နောက် UG ကလည်းထသွားဖို့ပြင်ဆင်ရင်းနဲ့မှနိုဘာရာအကြောင်းဆက်လို့မေးလိုက်တယ်။မေဂူမီရဲ့တုံ့ပြန်ပုံကိုကြည့်ပြီးတော့မှနိုဘာရာရှော့သွားပြီဆိုပြီးတော့ပြောလိုက်တယ်။တန်ကန်ဆာမကိုရှာမဲ့ UG တို့အဖွဲ့ကမာကီရိုစီကိုရောက်လာတယ်။ Bro မာကီဆာမရဲ့ character design ကပြောစရာမလိုအောင်လမ်းတယ်။မီးရတွေကိုခန္ဓာကိုယ်အနှံ့တွေ့ရတယ်။စပင်လည်းတူသွားတယ် absolute my type guys အဲ့မှာမာကီနဲ့ယူတာတို့ပြန်ပြီးတော့စုံတွေ့ခဲ့ကြပြီဖြစ်တယ်မာကီတယောက်မီးလောင်တန်ရာတွေကြောင့်တော်တော်အခြေအနေဆိုးရွားခဲ့ပြီးတော့မှကျွန်တော်ခုနကတော့ပြောခဲ့တဲ့ကြောင်းမြန်ကျင်းစာအစွမ်းနဲ့ကုခဲ့တာဒါပေမဲ့လည်းအမာယုတ်ကတော့ကြံနေခဲ့တာဖြစ်တယ်ကျွန်တော်ကတော့ဒီမာကီကိုကြွေတယ်ဗတ်ဒတ်ဆန်ဆန်နဲ့ပြောစရာစကားတော့မရှိတော့ဘူးမာကီကကိုကန်းအကောင်းလို့သာအသက်ရှင်နိုင်ခဲ့တယ်ဆိုပြီးတော့လည်းပြောထားတယ်အဲ့နောက်မှာပဲချိုးဆိုးရဲ့လမ်းပြမှုကြီးနဲ့တန်ကန်ဆာမစီကိုရောက်လာတယ်I mean like what ပြောရရင်ချိုးဆိုးရဲ့ညီလေးတွေတန်ကန်ဆာမနားနေရာမှာရှိနေရတော့ဟုတ်တယ်အစကတကားပေါင်းထောင်နဲ့ချီလို့မတွေ့ရတော့ဘူးဆိုပြီးအခုကျတော့ချက်ချင်းတွေ့သွားတာဘလောက်တောင်ခောက်ခဲ့ရလဲတော့မသိဘူးဒါရီကိုထားလိုက်ပါပြန်ဆက်ရမယ်ဆိုရင်တန်ကန်ဆာမကြီးပေါ်လာပြီးတော့မှ season 3 part 1လည်းအံ့ခဲ့ရပါတယ်အဲ့တော့ season 3 part 1ကမန်ဂါမှာဟိုက်ခဲ့ရတယ်လို့မျှော်ထားရတာနဲ့တန်ပါတယ်နည်းနည်းတော့အချိန်ဆွဲတယ်လို့ခံစားရတယ်run time ပြည့်ဖို့ကိုမလိုအပ်ဘဲတချို့ဟာလေးတွေအချိန်ကလိုတာထပ်ပို့ပြီးတော့ဆွဲလိရှိရဲဒါကတော့ထုံးစံမဲဆိုတော့နည်းနည်းထားလိုက်ပါမယ်အဲ့ဒါလေးကလွှဲရင် animation နဲ့ color အပိုင်းကလမ်းတယ်အခု spoiler တိတိလေးပြောမှမို့လို့နည်းနည်းတောင်မမိချင်တဲ့သူကအခုကနေနားလိုက်လို့ရပါပြီကျွန်တော်က season 3တက်ပြောချင်တာအဓိကအာယုံစိုက်ခဲ့တဲ့အရေးကြီးအရာရှိရဲအဲ့ဒါကဒီ cooling game RG မှာ Nobara ကိုပြန်ပါလာစေချင်တယ်မန်ဂါမှာလူပြောများခဲ့တဲ့အချက် Nobara ပြန်ပါမလားဆိုတာကိုenemy ရောက်ရင်ပြင်ပေးစေခြင်းနဲ့ဂျူဂျူဆိုဂိုင်ဆန်ကအံ့သွားတာတော်တော်စောတယ်လူကျင်တာတွေသိကျင်တာတွေကိုကောင်းကောင်းမသိလိုက်ရဘဲနဲ့လုံးဝကြီးအံ့သွားခဲ့တာကျွန်တော်က enemy မှာပြန်ပြင်စေခြင်းနဲ့မပြင်လဲဆဲမဲ့ဖန်တွေကတော့အတင်းလက်နက်ကိုစီကင်ထားပြီးစောင့်နေကြရဲဆိုတော့စောင့်ကြည့်ရမယ်လို့ပြောရင်းနဲ့ပဲဒီနေ့ကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်ရင် like and subscribe လေးလုပ်ပေးကြပါနောက်ပြီး Telegram channel ကိုလည်း join ပေးဖို့မမေ့ပါနဲ့နောက်ထပ်ဗီဒီယိုအသစ်တွေနဲ့ပြန်လာခဲ့ပါမယ်